ဒီဆိုင်တကယ်10% off တာမြန်မာ F ကမိုက်တယ်နော်ဒီနေ့မှစသုံးတာဆိုတော့တန်တယ်လို့ထင်တယ် နင်ကလည်းကွာ10%လေးရတာပေါ့အရင်ကြီးတွေလည်းအံ့ဩပြမနေပါနဲ့ ဟုတ်တယ်မတန်လို့လား မင်းကအခုမှစသုံးတဲ့ newbie လေးပဲရှိသေးတာ哦ငါတို့လိုမြန် live ကိုသုံးတာကြာပြီဖြစ်တဲ့ pro တွေကကြတော့ဆိုင်ရောက်မှ discount မတောင်းဘူးကွာ ဒါဆိုဘယ်လိုလုပ်လဲကျွန်တော်ပြပြအောင်လေ အိမ်မာတွေက special offer နဲ့90% off ထားတဲ့ tea ကိုငါကြိုပြီးဝယ်ထားတာပြီးတော့မင်းကမနေ့ကခေါ်ရတဲ့ spa လေ spa ရဲ့ coupon ဆိုလဲငါမြန် live ရဲ့ free coupon ကနေပြီးတော့မှယူထားတာရှင်းလား อ๋อအဲ့လိုရမှကျွန်တော်မသိဘူးဗျပြီးတော့အဲ့တဲ့ဟာတွေကိုဈေးတွေအပြည့်ပေးလိုက်ရတော့ကျွန်တော်နှမျောနေတာ အေးပြီးရင်ငါမင်းကိုပြအောင်မယ်ညနေငါကောင်မလေးနဲ့သွားဖို့ရွေးထားတဲ့ဆိုင်အောင်လဲငါမြန်ဘလော့တွေကနေပြီးတော့မှအရင်ဖတ်ပြီးတော့မှငါရွေးထားတာ อ๋อအဲ့ဒါကျွန်တော်ကူညီဦးဗျဆရာတင်နေအခုလိုမျိုးဈေးကိုအပြည့်မပေးရဘဲနဲ့ပရိုတယောက်လိုဘယ်လိုတောင်းရလဲဆိုတော့ကျွန်တော်တင်ပေးဦး အေးအရှင်ဆုံး app ထဲကိုနေတိုင်းဝင်တွေ့သမျှ free coupon တိုင်းကိုတင်ထားအဲ့ဒါ pro တွေရဲ့လှုပ်ဝက်ချက်ပဲ ကိုကို ဟဲ့အောင်အဲ့ဒါမပါဘူး ဟောပါတယ်ကျွန်တော်တွေကျွန်တော်